ကဲရစင်း30ရိုက်မယ်စတင်နေစင်းသက်ဖြစ်ပြီလားဟုတ်ဖြစ်ပြီမင်းသမီးရောမင်းသမီးဟုတ်မင်းသမီးရောက်ပြီမင်းသားရောမင်းသားရောက်ပြီမင်းသားရောက်မရောက်သေးဘူးဗျာဒီမင်းသားတော့ကွာဖိတ်ချင်းတော့ရှိနေတယ်မင်းသားမိဘမင်းလို့နေမှာမင်းသားတော့ကွာတော့ဆက်ဆက်မင်းသားလာပြီအော်ကျကျွန်တော်ရောက်ပြီမင်းသားဆွေးကြီးနဲ့ဘယ်လိုဖြစ်လာတော့ရိုးကျွန်တော်ပါဦးဆရာရဲ့ကျွန်တော်အိမ်ကနေထွက်လာကြတဲ့ကောစီရလည်းပြက်အိမ်ကလည်းပေါက်နေအားနဲ့ဖြစ်တယ်လို့လမ်းဘေးကနေပြီးတော့300ရန်စပိန်လေးတွေတကူကျွန်တော်ကောက်စီးလာလိုက်တာပြီကဲရိုက်မယ်လို့မင်းသားချွတ်တဲ့အစင်းသက်ဖြစ်နေလားဖြစ်နေတာကြာပြီမင်းသားရကျွန်တော်စောင့်နေကြလားဟုတ်တယ်မင်းသားโอเคလေးအားဆိုလည်းရိုက်လိုက်မယ်အဲ့ဆိုဆရာဟိုစင်းနံပါတ်ဘယ်လောက်ရိုက်စင်းနံပါတ်30ရိုက်မယ်လေမင်းသားစင်းနံပါတ်30โอเคကျွန်တော် ready ပဲတိုင်းရတယ်မလားရတယ်โอเคအဲ့ဆိုတိုင်းလေးပဲရိုက်လိုက်မင်းသမီးရောက်ပြီလားရောက်ပြီလေကျွန်တော်မင်းသမီးနဲ့တွေ့ချင်နေကြအဲ့ဆိုစလိုက်တော့ဆရာโอเคရိုက်မယ်လေနော်โอเคဝင်ဆက်ကြည့်လောက်ဟုတ်လားဆရာမင်းသားရောက်ပြီဒဏ်ရာလေးတော့ချပြီလားဟုတ်ကဲ့ဆရာမဘာပြည့်ရှိလို့ရက်ဆက်ရတယ်မဘာပြည့်ရှိလို့ရက်ဆက်ရတာလဲဘာပြည့်လို့လမ်းခွဲရတာရမနေပြီကျွန်တော်ပါရင်ကျွန်တော်ပဲဖတ်လိုက်တော့မယ်နော်ရဆရာရပြီကျွန်တော်အစင်းသင်းဖြစ်ပြီကျွန်တော်ရိုက်လို့ရပြီဒါရိုက်လို့ကုန်ရပါโอเคအဲ့ဆိုရိုက်မယ်လေဆရာမင်းသမီးလားမင်းသမီးမဟုတ်မင်းသမီးရဲ့မိတ်ကဆရာမင်းသမီးမိတ်ကတော့မှအဲ့လောက်လန်းနေမင်းသမီးဆိုရင်တော့ရှယ်လန်းကြီးမင်းသမီးခေါ်လိုက်တော့ဆိုမင်းသမီးခေါ်ရိုက်လိုက်တော့ဆရာကျမရောက်ပြီအဲ့ဆိုရိုက်မယ်လေမင်းသမီးစင်းနံပါတ်30ကြည့်ပြီလားကြည့်ပြီဆရာโอเคရိုက်မယ်ဒီကားနဲ့မင်းသားကိုအကယ်ဒမီမှန်းထားတာအကယ်ဒမီမှန်းထားတာမင်းသားအကယ်ဒမီရမှာလေကျွန်တော်တကယ်အကယ်ဒမီရမှာရမှာဗောအဲ့ဒါဆိုလို့ရှိရင်အစ်စ်တွေကြီးကျွန်တော်ချမှာနော်ရိုက်မယ်လို့ရိုက်မယ်အဲ့ဒါဆိုရင်โอเคတဲလိုက်တော့ကျွန်တော်ရင်းဆက်တယ်ကျွန်တော်ဘာလို့လမ်းခွဲရကဲကျွန်တော်ရင်းဆက်တယ်ကျွန်တော်ဘာလို့လမ်းခွဲရကဲမင်းသားစာရွေးဖြစ်နေပြီအကယ်ဒမီရမှာတော့မူးထဲလေမူးထဲရမှာလားမသိဘူးလေဗျာကျွန်တော်ဒိုင်လောချပေးတယ်လို့မျိုးပဲကျွန်တော်ကအဲ့တိုင်းပြောရမယ်ထင်လို့ရမူးထဲမှာအကယ်ဒမီရမှာနော်တကယ်ခေးသေးကြပြီလုံးမယ်ပြန်လိုက်မယ်ဝမ်းမို့ရင်းဆက်တယ်ဗျာကျွန်တော်ဘာလို့တကယ်လမ်းခွဲရလဲဟဲ့နင်းအသားရမ်းမှန်းတာဟုတ်အသားမဲတာအပြစ်လားကျွန်တော်စကင်းကဲဝယ်သုံးမဲ့ပတ်စံနေမောက်အန်းနေရကြီးကြတော့နင်းစီရမြိုင်ငါလိုကောင်းမှမျိုးချူးစားနေလို့မြန်နင်းထင်နေသလားနင်းလိုကောင်းစားမျိုးอ่ะမြန်ကမင်းသမီးမူးထဲလေဒီကအကယ်ဒမီရမှာဟုတ်ကဲ့ဆရာဟုတ်ကဲ့မူးထဲပါများဟုတ်ကဲ့ပါရှင်ပြန်လိုက်မယ်နော်အားဆိုအားလုံးမိမနင်းလုံးကောင်းစီကချူးစားတယ်လို့မြန်နင်းထင်နေတယ်ပေါ့လေနင်းလိုကောင်းမျိုးอ่ะတော်ပြီဆရာကျွန်တော်အကယ်ဒမီလည်းမရရင်တော့ကျွန်တော်မရတော့တော်ပြီနားမင်းသားအကယ်ဒမီလည်းမရရင်တော့ကျွန်တော်မရတော့တော်ပြီနား